ဒီနေ့တော့လူကြီးလူငယ်မီအားလုံးကြကြတဲ့ပစွန်တမူရာကြော်လေးကြော်စားဖြစ်လို့အားလုံးကိုလာမြောက်ပေးတာဖြစ်ပါရဲ့ရှင်ဒီတမူရာကြော်လေးရပါတော့အပြင်မှာဝယ်စားလို့ရှိရင်ဈေးကြီးတယ်ပေါ့နော်ကိုယ့်အကိုပဲကြော်စားဖြစ်တယ်ပေါ့နော်အားလုံးပဲလိုက်ကြစားကြည့်ပါရှင်အရင်ဆုံးဒီထဲမှာလိုအပ်တာလေးတွေကတော့ရွှေလိပ်ပြတမူရာမုတ်ပြီးရင်ပေါမုံကြောက်မုတ်ကကြော်လေးလိုပါတယ်ရှင်ဒီတမူရာမုတ်နီကိုကျမကရေလေးနဲ့ဖြော်ပါမယ်ရှင်အဲ့မှာကျမကရေနဲ့ဖြော်ရဲ့အချိန်မှာရိုးရိုးရေနဲ့မဟုတ်ဘဲနဲ့ရေခဲရေလေးနဲ့ဖြော်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ရေခဲရေနဲ့ဖြော်တဲ့အခါမှာကျမတို့အချိန်ကြာထိမုံလေးရကျွတ်ကျွတ်လေးနဲ့ပို့ပြီးတော့စားလို့ကောင်းလို့ပါရှင်ရေထည့်အချိန်မှာလည်းကိုယ့်ရဲ့ဆန်မုတ်ပမာဏပေါ်မူတည်ပြီးတော့အနည်းများချိန်ဆပြီးတော့ထည့်ပါရှင်ပြီးတော့အားလုံးကိုတမတ်သွားအောင်မှီပေးလိုက်ပါရှင်ဒီထဲကိုတော့စားလေးအနည်းငယ်တော့ထည့်ပေးပါရှင်စိုးလေးနဲ့တေချာလေးမှွေပေးပါရှင်မှွေလာလိုက်တာအခုဆိုရင်တော့ဒီနေသားဆိုရင်ရပါပြီရှင်အခုဆိုရင်ကျမတို့စကြိုးအတွက်ကြက်ဥတစ်လုံးကိုတေချာလေးမှွေပေးထားပါမယ်နောက်တစ်ခုကတော့ကျမကပစုံကတော့ဒါတန့်စင်ပြီးသားရတာနှက်ပြီးသားပေါ့နော်သူ့ထဲကိုတော့ကျမတို့ငရုတ်ကောင်းရဲ့စားရဲ့စက်သားမုံလေးရထည့်ပြီးတော့နေထားတာဖြစ်ပါတယ်ရှင်ပြီးရင်ကျမတို့ဆန်မုံလေးတစ်လက်နှစ်လိုက်ပြီးရင်ကြက်ဥတွေကိုတစ်ခါနှစ်လိုက်နောက်တစ်ခုဆန်မုံတွေကိုတစ်ခါပြန်နှစ်လိုက်ပြီးရင်မုတ်ကတ်ကြော်လေးပေါ့နော်ပေါင်မုံကြော်တဲ့ကိုနောက်ဆုံးမှတခြားလေးကတ်ပေးမယ်ပေါ့နော်ဒါဆိုရင်တော့ရပါပြီရှင်ကျမတို့တယောက်တည်းစားမှာဖြစ်တဲ့ကြောင့်9ကောင်ပဲကြော်ခဲ့ပါတယ်ရှင်ကျမတို့ဒီကကြော်တဲ့အနေရမှာစီကိုတော့မီးပူရှင်အမြင့်ဆုံးမထားလို့မရဘူးပေါ့နော်မီးကတော့အလယ်လက်မှာထားပြရပါမယ်ဘာလို့လဲဆိုရင်မီးကအမြင့်ထားလို့ရှင်ကျမတို့မုံနေရတူးတတ်ပါတယ်ရှင်ပြီးရင်စီကိုလည်းမြများလေးထည့်ပေးပါရှင်ကြော်တဲ့နေရာမှာစီကိုချွေတာလို့မရဘူးပေါ့နော်ဒီနေရာမှာတော့စီကတော့ထည့်ပေးရပါတယ်ရှင်ပြီးရင်ကျမတို့အောက်ဘက်ချက်ပြီးဆိုတာနဲ့အပေါ်ဘက်ကိုတစ်ခါလှန်ပေးလိုက်ပါတယ်မုံလေးကြီးကအရောင်လေးလှလာပြီဆိုရင်တော့ကျမတို့ရပြီပေါ့နော်အခုဆိုရင်တော့အရသာအရင်ရှိတဲ့ပစုံတပူရာကြော်လေးရပါပြီရှင်အားလုံးပဲလိုက်ကြစားကြည့်ပါနော်ဒီဟာလေးရပေါ့နော်ထမင်းပူလေးနဲ့တွဲစားရင်လည်းအရန်ကိုမှလိုက်ထည့်ပါရရှင်ကျမတော့ဒီဟာကြော်ရင်းနေဆိုရင်ဟင်းချက်ဘူးပေါ့နော်အခုပစုံတပူရာကြော်လေးနဲ့ပဲထမင်းစားဖြစ်တယ်ပေါ့နော်အားလုံးပဲစားကြပါအောင်ရှင်။မရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေလို့ဒီမှာကဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်။အားလုံးပဲ bye bye see you